ပုံပြောပြမောင်ပုံပြောပြဆိုပြောနေရမကြောက်လားကြားပါတယ်မောင်ဘာပုံပြောပြရင်ကောင်းမလဲလို့စဉ်းစားနေတာအဲ့ဆိုဘာပုံလဲဖြစ်ဖြစ်ပုံဖြစ်ပြီးရောပြောပြဒါဆိုရင်ကိုအခုပြောပြမယ်အဖြစ်အပျက်ကပုံမြင်လေးတစ်ပုဒ်တော့မဟုတ်ဘူးတကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုမောင်တို့ဂရိပေးကွာတို့နဲ့အကြောင်းမတိုက်ဆိုင်လို့မပေါရရင်အဲ့ဒီကောင်မလေးလို့တခြားတယောက်ကိုမယူပါဘူးလို့တေချာနာတောင်ကိုဘဝမှာကောင်မလေးတယောက်ကိုပဲတကယ်ချစ်ခဲ့တယ်အဲ့တယောက်ကိုပဲကိုတတ်ထားတကယ်လို့အကြောင်းမျိုးမျိုးကြောင့်ကိုချစ်သူနဲ့ဘယ်ခဲ့မလို့ဆိုတော့ကိုချစ်သူနဲ့တခြားတယောက်ကိုအစားတော့တော့မှမကြိုးစားတို့လည်းမောင်ဂရိပေးမောင်ကလွယ်ပြီးတော့ဘသူမှမယူရှုံနေမလားတရားဆိုရစကား你不是你老王讲了နင်းရလေနင်းဘက်ကမှန်လို့ဆိုပြီးလက်လျှော့မှာမဟုတ်ဘူးငါလေငါဘက်ကမမှားဘူးဆိုတဲ့ကိစ္စတခုငါမှားပါလေတော့ဘယ်တော့မှဝန်ခံမှာမဟုတ်ဘူးငါရဲ့ဆုံးဖြတ်ချက်ကငါနဲ့တိတ်လုံးလေနောက်ဆုံးနေအမြနောက်ထမရတော့ဘူးငါတို့ဝေးသွားကြပြီပဲဘုံချင်းရင်တော့ငါလိုချင်တဲ့ဘဝဝေးနေဆွေငါချစ်ခဲ့လေတမညာငါကိုချီတော့ကြိုးအပြတ်ပုတ်ကနေလေငါချိန်မိတ်ခံစားကံကြမရဲ့တောင်းကိုလိုက်လဲစင်ပေး
လို့